guys, BTS comeback ရကနေကြိုဆိုပါရစေ။ BTS ဟာစစ်မှုထမ်းတာဝန်တွေပြီးဆုံးပြီးတဲ့နောက်2026-2029အတွင်းအဖွဲ့လိုက် comeback World Tour ပြန်လည်စတင်မယ်လို့ကြေညာခဲ့ပါတယ်။ World Tour ဟာဖျော်ဖြေပွဲ89ပွဲပါဝင်တဲ့အကြီးစား World Tour ဖြစ်ပြီးနိုင်ငံပေါင်း34နိုင်ငံမှာဖျော်ဖြေပွဲတွေကျင်းပသွားမယ်လို့လည်းသိရပါတယ်။ World Tour ကို March 20ရက်နေ့မှာစတင်မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပြီး comeback နဲ့ဆက်ဆက်တဲ့ free concert ကိုလည်း March 20-23တရက်မှာကိုရီးယားနိုင်ငံဆိုးမြို့လယ်ရှိဂျောင်ဘိုကွန်နတ်တော်နဲ့ကိုမွန်စကွဲစားတဲ့နေရာတစ်ခုခုမှာပြုလုပ်မယ်လို့ဆိုပါတယ်26 January 14ရက်နေ့မှာ Hype က BTS World Tour ကိုတရားဝင်ကြေညာခဲ့ပြီးဒီသတင်းထွက်လာတာနဲ့အတူကမ္ဘာတဝန်းကအာမီတွေတော်တော်များများစိတ်လှုပ်ရှားသွားခဲ့ကြပါတယ်။ World Tour ကြေညာချက်ထွက်လာပြီးမကြာခင်ပဲအာမီတွေက like share save တွေအပြိုင်ဆက်လုပ်ကြရမှာ online မှာလှုပ်ခတ်မှုကြီးကြပ်ဖြစ်ပေါ်ခဲ့ပါတယ်။ BTS ရဲ့ official fan platform ဖြစ်တဲ့ Weverse မှာအသုံးပြုသူအများများသွားတဲ့အတွက် system overload ဖြစ်ပြီး platform ခေတ္တခဏရပ်တန့်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တွင်းမှာပဲ Twitter လည်း traffic များလုံးလို့ website နဲ့ system တွေနှိကွေးသွားခဲ့တာကိုအာမီတွေကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ဒီမကသေးပဲတစ်ကက်ရရှိဖို့အတွက်အာမီတွေသူထက်ငါအလူရဲ့ចောင်းဆောင်တွေမှာဆူတောင်းယူနေကြရတဲ့အထိဖြစ်ပျက်ခဲ့ပါတယ်။ဒီဖြစ်ပျက်တွေက BTS comeback တစ်ခါကျင်းညာရုံနဲ့အင်တာနက်တစ်ခုလုံးကိုလှုပ်ခတ်နိုင်ခဲ့တဲ့ BTS Army တွေရဲ့ power ကဘလောက်ကြီးမားလဲဆိုတာကိုထပ်မံသက်သေပြလိုက်တာပါပဲ။ BTS ရဲ့ album ကို March 20မှာထွက်ရှိမှာဖြစ်ပြီး comeback content တွေကိုတော့ January 22, 24တို့မှာအဆင့်ဆင့်ထုတ်ပြန်သွားမယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ခုချိန်နေတဲ့သူတွေတွေထဲမှာရောအာမီလေးတွေပါတယ်ဆိုရင်ဘယ် concert ကိုသွားမလဲဆိုတာမှန်းခဲ့ကြအောင်နော်။နောက်ထပ်သိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment မှာမှန်းခဲ့နိုင်ပါတယ်။အားလုံးပဲမင်္ဂလာညချမ်းလေးပါ။